Hello ပဲမင်္ဂလာပါဒီနေ့ကျတော့ကျွန်တော် story တစ်ခုကိုပြောပြချင်တယ်အဲ့ဒါကျွန်တော်က story ပဲကျွန်တော်ကတကယ်ကိုဖြစ်ပြတာပဲเนาะဒီမနေ့ကအကြောင်းရင်းကတော့ကျွန်တော်အလုပ်ဝင်လာပြီအလုပ်လုပ်နေချိန်ကကျွန်တော်တထေးကလေကျွန်တော်တထေးကဘယ်လိုပြောမလဲတို့ကငွေ1000ပတ်နဲ့ပေါ့ငွေ1000ပတ်နဲ့အဲ့ဒီအမိုက်ပုံတဲ့ကိုပစ်ချလိုက်တာတူမတိလို့ထင်တယ်ကျွန်တော်ထင်တယ်လောက်တော့နော်တို့ကဟိုလေအဲ့ဒီစက်ကူလာဒါမှမဟုတ် plastic အိတ်လာအဲ့လိုပဲထင်လို့ပစ်ချလိုက်တာပေါ့ဒါပေမဲ့အဲ့သူပစ်ချတဲ့အချိန်ကကျွန်တော်အဲ့နားမှာပဲရတယ်လားအလုံးလုံးနေတာကျွန်တော်ဗာလဲလေorange ဆိုပမာလို့ပြောမလား orange ကိုလီးနေလားဗောနော် orange ဆိုလိမ္မော်ဒီ sorry ပါလိမ္မော်ဒီရဲ့အခုန်ကိုလီးနေအခုန်ကိုcustomer အတွက်ပေါ့နော်ပြင်ဆင်ထားတာပေါ့စောကဆိုင်စားဖွင့်လာတယ်ဆိုတော့အဲ့ချိန်ကကျွန်တော်လမ်းမြင်မိလိုက်တော့ကျွန်တော် app ဆိုင်ကိုကောက်ပြီးသူ့နောက်ကိုလိုက်ပြေးတယ်ပေါ့နော်သူ့ကိုခေါ်တယ်အဲ့တထေးအကိုကတော့အဲ့ဆိုကျွန်တော်တို့ဆိုင်မှာသူ့အကိုပဲခေါ်တယ်နော်အကိုပိုက်ဆံခုနပိုက်ဆံဖြစ်တယ်လေအကိုပြစ်ထားတယ်လို့တူလဲပြန်ယူတာဘာမှမပြောဘူးအဲ့တော်ရည်ရတယ်လို့ထင်တာဒါမှမဟုတ်သူကကျွန်တော်ကိုစမ်းတက်နေတာလားမသိဘူးနော်ဒါပေမဲ့ကျွန်တော်လဲအဲ့လိုအစမ်းမခံဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာအလုပ်လုပ်တာ6နှစ်9နှစ်လောက်ရှိပြီဒီမှာ9နှစ်နေပါတော့ပေါ့အဲ့လိုမျိုးအစမ်းခံတဲ့တခါမှမစမ်းတတ်ဘူးနော်ဒါမဲ့လိုပဲဖြစ်နော်သူစမ်းချင်တာလားဒါမှမဟုတ်သူတကယ်ကိုမေ့နေတာလားဒါသူ့ကိုတကယ်ကိုတေးချာမစစ်ပြီးအဲ့ဒီအမိုက်တွေကတေချာပြီးမကြည့်ပဲနဲ့အမိုက်လို့ထင်တယ်ပစ်ထားတာလားတဲ့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်အဲ့လို loyalty ပေါ့နော်ကျွန်တော်ရိုးရှင်းဒါမှမဟုတ်ကိုကstaff အလုပ်သမားတယောက်အနေနဲ့ကောင်းမွန်ကိုလုပ်တယ်ပေါ်လဲအပြစ်ကင်းတယ်လို့ဘယ်လိုပြောလဲကိုလည်းရိုးရှင်းတယ်အဲ့လိုစိတ်ဓာတ်နဲ့ပြချင်တာပေါ့နော်ကိုလည်းတကယ်ရိုးရှင်းတာပဲအဲ့ဒါကိုသူ့ကိုပြန်တယ်ဒါပေမဲ့အဲ့ပေါ့ကိုကဒုများနိုင်ငံလာလောက်စံကိုကအလုပ်ရှိတဲ့လောက်တော့ကိုရှိတဲ့အလုပ်တော့လုပ်ရတယ်တတရလာလုပ်ရတယ်ဆိုတော့အဲ့ဒါနဲ့ပဲအရန်ကိုကန်ကောင်းနေပြီနော်ဒုများကလောဘစိတ်ကိုမစောပါနဲ့နော်လောကစိတ်ကိုအရန်တိတ်မရှိပါနဲ့နော်ဒုများမပေးပဲဒုများခွင့်မလို့ပဲဒုများတိမတိဒါပေမဲ့ကိုကတိတာပဲအဲကြောင့်မို့ကိုရိုးရှင်းတဲ့စိတ်ကိုနေရမယ်နေတတ်ရမယ်ဒါမှမဟုတ်ကိုရိုးရှင်းစိတ်နဲ့အဲ့လိုစိတ်ဓာတ်နဲ့မွေးမြူထားလို့ပိုပြီးကောင်းတယ်ကိုယ့်အတွက်လည်းကောင်းတယ်ကိုစိတ်ပိုင်းဆိုင်ရာလည်းအပြစ်ကင်းရှင်းတာပေါ့နော်ဒုများမသိပေမဲ့ကိုကကောက်ယူသွားမယ်ဆိုတော့အနောင်တရတာနောက်မှာဆိုတော့ဘာလဲပါကိုဒုတိနလားဒါမှမဟုတ်ကိုကဒုက TTV CCTV ထဲမှာတော့ပြန်ပြီးတော့ကြည့်တာလားအဲ့လိုကိုစိတ်စိုးရင်ရတာပေါ့ကိုကဘယ်လိုလဲ
ကိုကကိုယ်စိတ်ကကိုတည်တာပဲနော်အဲကြောင့်ပေါ့ဒါမဲ့အခုတထေးကောင်းရှိတဲ့နေရာအခုတထေးကောင်းအလုံးလုံးနေရတဲ့လူတွေကကောင်းကောင်းဖြစ်မကောင်းပဲဖြစ်ဟိုကရိုးသားမှုကောင်းမှုကလိုတယ်အဲကျွန်တော်ကပြောချင်တာပါဒါပေါ့နော်ကျေးဇူးပဲဒီဗီဒီယိုကိုကြည့်နေတဲ့အတွက်โอเคနောက်ပြီးပြန်ဆောင်ကြပါ